ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာတနင်္ဂနွေသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါရဲ့ရှင်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာအလုပ်ကိုင်ရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေများစွာရရှိစီမယ်လို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတွေပြောင်းတက်ပါတယ်ဂရုစိုက်ပါနော်မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်ပြီးတော့မိမိဘက်ကပုံမှန်လေးတွေပဲဆက်ဆံသွားမယ်ပြောဆိုသွားမယ်ဒါဆိုရင်တော့အဆင်ပြေပဲလူတာတက်ပိုလွန်ပြီးတော့မှပြောဆိုဆက်ဆံလိုက်တဲ့အခါမှာမလူလားအပ်တဲ့ပြဿနာလေးတွေကိုတွေ့ရတတ်တယ်ဒါကိုပြောစိုက်ပါနော်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်အိမ်ပြင်တာအိမ်ဆောက်တာအိမ်ငှားတာအိမ်ရောင်းဝယ်လုပ်တာဒီလိုကိစ္စရက်တွေမှာအဆင်ပြေမယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတဲ့ပြဿနာတွေကိုလေဝင်ရောက်ဖြေရှင်းပြရတာမျိုးလေးကြုံရတတ်ပါတယ်။ဆိုးရတဲ့ရန်အနေရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ရခင်ကနေ့ကမိမိကိုမကြည်ပြူတဲ့သူမိမိကိုမနာလိုတဲ့သူရှိတယ်ဆိုရင်တော့ဒီတစ်ပတ်ထဲမှာချစ်ခင်မှုတွေရရှိစေမယ်လို့တွေ့ရပါတယ်။အချီးနဲ့ပတ်သက်ပြီးတော့အချစ်တွေတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစေမယ့်အိမ်တော်ကြီးလို့မြင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါကျမ်းမာရေးချူချတတ်ပါတယ်ရုပ်တရက်ဖြစ်သောအန္တရာယ်မျိုးတွေကိုအထူးဂရုစိုက်စီကြပါတယ်အေးချမ်းမှုရင်းချမ်းမှုတွေရောက်ရှိလာမဲ့တပတ်တာပါမိမိကရွေထားတဲ့ကိစ္စလေးတွေရှိတယ်ဆိုရင်ဒီကိစ္စတွေကဒီတပတ်ထဲမှာပဲအပိသက်လုံနိုင်ပြီအပိသက်အောင်မြင်စွာဖြည့်ရှင်းနိုင်ပြီဒီလိုလေးတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်သို့ပေမဲ့မဖြစ်မနေဒီတိုကန်ဆဲခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီတိုကန်ဆန်းလို့ရပါတယ်။ဝေးကြည့်လက်လာပါတယ်ပွန်လန်းရှင်လန်းစီမဲ့တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြည့်လိုက်တဲ့အခါကြီးကဲတွေအတွက်နောက်ဆန်တင်ရမယ်ပူပန်ရမယ်စိတ်ညစ်ရမယ်စိတ်လျှော့ရမယ်ဒီလိုလေးတွေ့ရပါတယ်။တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချစ်မိတ်ဆွေမိမိနေဖျားမှာတတိ3မျိုးစက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်။9ရက်2လမှ15ရက်2လ2026တပတ်တာတနင်္လာသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေပေါ်မယ်။အဲ့လိုပြောင်းလဲဟာကောင်းသောပြောင်းလဲခြင်းလို့မြင်ပါတယ်။တန်မိုးကြီးသောပစ္စည်းတွေဝင်လာမယ်လို့တွေ့ရပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းကိစ္စတွေလည်းရန်ကောင်းနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်နောက်ပြီးတော့အိမ်မှာဝေးကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုထားတဲ့ကိစ္စတွေအလုံးစုံအဆင်ပြေမယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေမှာအမျိုးသမီးတွေအကြီးကဲတွေတွေ့နောက်ဆန်တင်ရတယ်ပူပန်ရတယ်စိတ်နှောရှက်မျိုးမျိုးကြုံရမယ်ဒီလိုလေးတွေ့ရပါတယ်ရန်အနေနဲ့တိုက်ခတ်ရှိတဲ့တတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်ပေါ်မေးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးကိုအကြောင်းပြုပြီးတော့စကားများတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာတဲ့အပြင်မိမိလုပ်ကင်ခြင်းတဲ့ရည်ရွယ်ချက်ကိစ္စလေးတွေဒီတစ်ပတ်ထဲမှာအကောင့်တွေပေါ်သွားမယ်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြီးကိစ္စတွေပြောဆိုနေရမယ်အဲ့တော့ကိုကိစ္စနဲ့လေမိသားစုကိစ္စပဲဖြစ်ဖြစ်အခြားသောဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်ပို့ပြီးတော့ပြောဆိုရတတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုကိုကြည့်လိုက်တဲ့အခါမိမိဒီတစ်ပတ်လုံးမှာဘယ်သူနဲ့ပဲပြောဘယ်သူနဲ့ပဲဆိုဂရုစိတ်ပါအလိတ်ခံတတ်ပါလေဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးပြီးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရည်ကမိမိနေငါဖျားမှာတင်းမောတိမဲ့တပတ်ကန်စက္ကန့်တူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာအင်္ဂါသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချစ်မိတ်ဆွေအကြီးကဲကြောင့်အလုပ်ကိုင်မှာအဆင်မပြေဖြစ်တတ်တယ်အကြီးကဲကမိမိကိုပြဿနာရှာတာမျိုးတွေလည်းကြုံရတတ်ပါတယ်
တန်မိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်ဂရုစိုက်ပါနော်မိတ်ဆွေကအရန်ကောင်းပါတယ်မိတ်ဆွေရဲ့အကြံဉာဏ်ကောင်းလေးရမယ်အထောက်ပံ့ကောင်းလေးရမယ်ဆရာသမားခံလည်းအရန်ကောင်းနေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းလွယ်ကူစီမင်းသင်တဲ့ကိစ္စဆိုရင်လည်းချိတ်ဆက်ရတာအဆင်ပြေမယ်လို့တွေ့ရပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်အိမ်ကအကြီးကြီးတွေကပံ့ပိုးတာဒါမှမဟုတ်အိမ်ကိုမိမိကကောင်းစွာဖြည့်ဆည်းနိုင်တာပံ့ပိုးပေးနိုင်တာဒီလိုမျိုးစက်တည်ရှိတဲ့မင်္ဂလာဖြစ်စီတဲ့အရာလေးတွေကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့လည်းကုညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်စိုးရတဲ့ရန်အန်ဒီရဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်အချင်းနဲ့ပတ်သက်ပြီးတော့ညီညီမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလူတန်းလေးတွေနဲ့အလုပ်ရှုပ်နေမယ်တပတ်တာလို့မြင်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်နဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေတစ်ခုပြီးတစ်ခုကြုံတွေ့ရတဲ့အခါမှာမအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါတယ်သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းချင်နေဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေကြီးလက်လာပါအရွှင်လန်းစင်မေတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံကုန်ပြီးတော့ကြည့်လိုက်တဲ့အခါမိမိအနေနဲ့ငြိမ်နေတဲ့အရာမျိုးဘယ်တော့မှမလုပ်ပါနဲ့ဒီတစ်ပတ်ထဲမှာဘာလေးပဲဖြစ်ဖြစ်ပုံစံလေးချိန်ပြီးတော့လုပ်တဲ့အရာမှတည်းအကုန်လုံးအဆင်ပြေပါလိမ့်မယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်ထဲမှာငှက်3កောင်လှုပ်ပြီးပါဒါဆိုရင်တော့မိမိခက်ခဲနေတဲ့တစ်ပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့လောက်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလောက်ကိုင်ရန်ကောင်းနေပါတယ်အလောက်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုလုပ်ရတဲ့အရာမှန်သမျှအရန်အဆင်ပြေမယ်နောက်အကျိုးမြင်ရမယ်တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေကအရန်ကောင်းနေဆရာသမားကအရန်ကောင်းနေခရီးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းနေပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့အတိုက်ခံနေရမ်းရှိနေတယ်အဲ့တော့အတိုက်ခံဘာမှမလုပ်ပါနဲ့ပြောမဆိုမှလည်းမဖြစ်ပါစေနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းတွေကြားတတ်ပါလေရန်အန်ရဲ့တိုက်ခိုက်လုံးဝမရှိတဲ့ပြင်ချစ်သူခင်သူပေါ်လာမဲ့တပတ်တာပါအခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူချစ်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစီမိတ်အိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပဲဆိုးချိုးမရှိပါဘူးရှင်ရခိုင်တစ်ပတ်ကနေကကျမ်းမာရေးစူးစမ်းထားတဲ့ဆိုရင်တော့ဒီတစ်ပတ်ထဲမှာအနာနဲ့စီးတွေ့ပြီးတော့ဆရာကောင်းတမန်ကောင်းတွေ့ပါပဲဖြစ်ပါတယ်အေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဝေးကြီးကိစ္စတွေမှာအလုံးစုံမိမိကိုယ်တိုင်ပဲဖြည့်ရှင်းရတာဖြစ်တဲ့အတွက်ကြောင့်အေးချမ်းသေးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းပါလေထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့8တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးကိစ္စတွေမှာပြောဆိုဖြည့်ရှင်းရမယ်ခက်ခဲတွေတို့ပေမဲ့အဆင်ပြေသွားမယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြည့်လိုက်တဲ့အခါမိမိကိုယ်တိုင်ကအလုပ်ကိုမစိုးပေါ့နော်ဘယ်လုပ်ကိုမစိုးလုပ်ကိုင်နေတဲ့အခါမှာတွေးဝေးနေတာငေးမောနေတာဒါမျိုးတွေမလုပ်ပါနဲ့ပြင်းနေတာမျိုးမလုပ်ပါနဲ့ဘာလေးပဲလုံးလုံးတဲကြွရတဲ့စိတ်ဓာတ်တွေနေလုပ်ကိုင်မယ်ဆိုရင်တော့ဒီတစ်ပတ်ထဲမှာပို၍တောင်းတော့သောအလုပ်ကိစ္စတွေအဆင်ပြေမယ်လို့တွေ့ရပါတယ်ဒီတော့ဗုဒ္ဓသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်ဗုဒ္ဓသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရာကမိမိနေငါဖျားမှာကန္နမသူမဟုတ်ခန်းကိုတနင်္လာနေ့ပန်းတမျိုးထူထမ်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြေလည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာကြာတော်ပြည်သားသမီးချင်းမိတ်ဆွေရဲ့လောက်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်ကြာတော်ပြည်သားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်ကိစ္စအကြောင်းပြုပြီးတော့လိန်ခံရတတ်တယ်ကိစ္စပါနော်တန်မိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ကုကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်အမေအကြောင်းအရာလေးတွေ့ရပါတယ်ဆွေမျိုးသားချင်းစီကအကူကြီးကောင်းဒါမှမဟုတ်ရင်တရင်ကောင်းချတတ်ပါတယ်ရန်အနေတိုက်ခိုက်ရှိတယ်မနာလိုနေတဲ့သူတွေရှိတယ်သတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့ညင်နေမဲ့တစ်ပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယန်စီမဲ့အိမ်တော်ကြီးပါကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ချူချာတတ်ပါတယ်အထူးသဖြင့်ခြေထောက်ကိုထိခိုက်တဲ့ရတတ်တယ်ကိစ္စပါနော်အေးချမ်းမှုငြိမ်းချမ်းမှုလုံးဝမတွေ့ရသေးဘူးအရာရာမှာမိမိကပဲ
ဥဆောင်ပြီးတော့ပူပန်မဲ့အကြောင်းအရာလေးတွေပေါ်လာတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကငွေအထွက်တွေအရန်ကျန်နေပါလိမ့်မယ်အဝင်အားနေပါမယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါဘယ်ကိစ္စမဆိုမပြီးပြတ်ပဲနဲ့ဘာလေးပဲလှုပ်လိုက်အမြဲတမ်းနောက်ဆန်တင်ရတယ်တွေးဝေနေရတယ်ပူပန်နေရတယ်ဒါလေးကိုတွေ့ရပါတယ်ဒီတော့ကြာသာမိသားသမီးချစ်မိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်ကြာသာမိသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကနေဖျားမှာပဲဖြစ်ဖြစ်စီရီတဆူမှာပဲဖြစ်ဖြစ်နေ့စီပန်းစေပွဲစက္ကန့်လူတန်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမှာပဲဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာတောက်ကြသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့တွေးဝေနေတတ်ပါတယ်အလုပ်မှာဆုံးဖြတ်ချက်ချရခက်တဲ့ရှေ့တူအခက်နောက်ဆုံးအခက်ကိစ္စလေးပေါ်လာတတ်ပါတယ်တန်မိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်နော်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အလိညာအတူရောင်နေမိတ်တူဆွေတူတွေပေါ်တတ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အမြဲတမ်းနောက်ဆန်တင်ရမယ်ပူပန်တတ်ပါတယ်ဆွေမျိုးသားချင်းတွေမှာကျမ်းမာရေးအသေးတန်ညံ့တဲ့တရင်တွေကြားတတ်ပါတယ်ရန်နေအတိုက်ခိုက်လုံးဝမရှိပါဘူးရှင်အကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူကမိမိကိုအဆက်တွေဖြတ်သွားတာမျိုးကြုံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကျောင်းဝင်နောက်ဆက်မှုတွေကြောင့်အိမ်တော်ကြီးမှာတကြက်ကြက်ဆိုသလိုစကားများတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုမရှိတဲ့ပြင်ပြဿနာတွေကိုတစ်ခုပြီးတစ်ခုလိုက်လံဖြေရှင်းပေးနေရတာမျိုးကြုံရတတ်ပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းတွေဆိုတော့ငါးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးကိစ္စတွေရွှင်လန်းစီမယ်ပွင့်လန်းစီမယ်မထင်မှတ်ထားတဲ့နေရာနေအောင်ဝေးအစုလိုက်ပုံလိုက်ဝင်မယ်လို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါအမြင်ကိုလုံးလိုက်တဲ့အခါတိုင်းပေါ့နော်ကိုယ်ပဲကိစ္စမဆိုတခုခုစူးစမ်းတော့မယ်ဆိုရင်အမျိုးသမီးတယောက်အနှောက်အယှက်ပေါ်တတ်ပါတယ်ဒါကိုပဲစိုက်ပါနော်တောင်းကြသားသမီးချစ်မိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်တောင်းကြသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကဘုန်းကြီးတန်ဃာတော်များကိုစီးရင်မိမိကြိုက်နေတဲ့သောဟင်းလျာရဲ့ဆုံးရင်လောင်းလူချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်9ရက်2လမှ15ရက်2လ2026တပတ်တာစနေသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်စနေသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်ကလည်းမှန်ကန်စွာလုပ်ပါအဲ့တော့သူတစ်ပါးကိုကိုယ်ကရှင်ပြိုင်ပြီးတော့လုပ်ကြရတဲ့အရာဆိုရင်ကိုယ့်ဘက်ကလမ်းကြောင်းမှန်နေမှကိုယ့်ဘက်ကရိုးသားဖြောင်းမှန်နေမှကိုလုံးဝမဲ့ကိစ္စရဲ့များအဆင်ပြေပြီလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အလိညာစကားတွေကြားတတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတတ်တယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလိုပူပန်နေရတာမျိုးကြုံရတတ်ပါတယ်ရန်အနေတိုက်ခိုက်လုံးဝမရှိပါဘူးရှင်အချီနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်လန်းနေတဲ့လူချင်းလူငယ်ပေါ်နေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာယာစီမဲ့အိမ်တော်ကြီးပါကျမကြီးနဲ့ပတ်သက်ပြီးတော့ကြူကြတတ်ပါတယ်ဆေးဝစီကံပြဖို့ရှိနေပါတယ်အေးချမ်းခြင်းငြိမ်းချမ်းခြင်းတွေရောက်ရှိလာမဲ့တပတ်တာပါကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့6တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ရံများစကားများပြဿနာဖြစ်တာလေးကြုံရတတ်တယ်အထူးသဖြင့်မိမိပိုင်ဆိုင်ထားတဲ့ငွေကြီးတွေပျောက်တာမျိုးဖြစ်တတ်တယ်လူဆိုင်ပါနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့သူများပြဿနာကိုပြဿနာလုပ်ပြီးတော့ဖြေရှင်းရတာမျိုးကြုံရတတ်ပါတယ်ဒီတော့စနေသားသမီးချစ်မိတ်ဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်စနေသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကအိရှိမျက်နှာစာမှာကန်းကော်ဘေးပေါက်ကလေးတစ်ပင်စိုက်ပြီးတော့ထိုင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်